လူတိုင်းကတော့ကိုယ့်ပေါ်မှာကောင်းမဲ့လို့ဘယ်တော့မှမမျှော်လင့်နဲ့မြတ်စွာဘုရားတောင်ဘုရားပေါ်မှာလူတိုင်းကောင်းတာမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အမျိုးတွေရှိတဲ့ထင်မယ်မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တာဘုရားရဲ့လူဘဝတော်ကရောက်ခမသုဗ္ဗဗုဒ္ဓမြတ်စွာဘုရားကိုအမြဲတမ်းဆန့်ကျင်မဲ့လုပ်တာမချီညို့ဘူးနော်သူမချီညို့ခြင်းလည်းအကြောင်းတော့ရှိတာပေါ့သူစိတ်နဲ့သူ့ရဲ့ခံစားချက်နဲ့သူမချီညို့နောက်ပြီးတော့သုဗ္ဗဗုဒ္ဓရဲ့သာတိဝဋ္ဌဘုရားပေါ်မှာအမြင်မကြည့်ဘူးအမြဲတမ်းဒုက္ခပေးအဲ့တော့မြတ်စွာဘုရားပေါ်မှာမကောင်းတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့တော့သူများကကိုယ်ပေါ်ကောင်းတာမကောင်းတာကိုယ်လုံးမဟုတ်ပဲနဲ့ဖိကုတုအာသကိုယ်ကတော့သူများပေါ်ကောင်းရမယ်လို့ပြောတာနော်ကိုယ်ကသူများပေါ်ကောင်းရမယ်